Kimboရောက်ပြီစားမယ်လိုက်စားပြီရောက်နေတာ marketplace ကိုရောက်နေတာဖြစ်ပါတယ် marketplace မှာဆရာကြီးဈေးလာဝယ်တာပေါ့လာပြီဆရာမကြီးလာပြီကောက်ရရင်ဘိုက်ဆိုင်လို့ပြောလို့ကြည့်တယ် Come on ဘိုက်စားရယ်စားမယ်မစားဘိုက်စားပြီမစားမယ်စားမယ်တခုစားချင်တယ်ဝီလမ်သွားချင်မလမ်စားချင်အခုလည်းစားချင်တယ်Okay အဲ့ဆိုရင်အော်ဒီကနေနီးပဲသွားရတယ်ကင်ပေါ့တော့စားမယ်ကင်ပေါ့ဆိုင်တဲ့ကင်ပေါ့ရတယ်စင်ပြေပြီးရနော်ဟုတ်တယ်အခုမာကတ်ပေးကနေဆိုရင်ဆိုင်တစ်ကနီးသွားပြီတော်လိုက်တာဆိုစဉ်းစားလိုက်ကဲအဲ့ဆိုရင်အခုမာကတ်ပေးကနေထွက်မယ်တမန်စီလမ်းပေါ်တက်မယ်တက်တော့ဒီမှာအင်းနဲ့ရောက်မယ်အင်းနဲ့ဘက်ကိုပြေးနေပြတော့တန်လန်းရောက်ပြီတန်လန်းနဲ့ဝင်မယ်ဒီနည်းနည်းလေးဝင်ရောက်ပြီဒီမှာကင်ပေါ့ကင်ပေါ့ရောက်ပါပြီရောက်မှာပါစားတော့မယ်ဆိုင်ရ heavy ပဲဟုတ်ပါဆိုင်ရအရင်ကြီးသွားတယ်ပြီးတော့အရင် chill လို့ကောင်းမဲ့ type ပေါ့နော်ဒီဘက်မှာ coffee ဆိုင်လေးလည်းရှိတယ်ဝါအတစ်ထက်ထွက်လာ treat ဆိုပြီးတော့ဝါတက်ကြည့်ရဟုတ်တယ် coffee bar လေးရှိတယ်ဝါ treats ဆက်ပြီးလိုက်ပြရနေတယ်အဲ့ဒါလာပါစားမယ်ဒီမှာထိုင်တော့အောင် Okay စားရရှာ Super က collagen ဂျပန်ဖုရမာလာရဲ့ collagen မှာလေ collagen ပြီးအသားကဝတ်တာဒါကြောင့်ထောပတ်စီရှိရဲ့စီဝေးရှိရဲ့ဝက်စီရှိရဲ့ပြင်ပါလေးသုံးမယ်ထောပတ်စီကိုမွေးလေးဒီမှာshake ထမင်းဘူးဆိုတာအရင်စားချင်တာဆန်များကြော်လေးလေအမိုကြော်မာလာအာလူကပတ်တော့ဝင်လာစီဒီမှာ coffee တက်တော့ဝင်လာစီနှစ်ခွက်အဲဆိုမထူးစောင့်နေနေမှားရစောင့်နေနေဆိုင်အတစ်ကလေးကိုပတ်ကြည့်ကြမယ် Okay let's go ခုနအောက်ထပ်ပြပြီနော်ထက်လည်းအကျယ်ကြီးပဲအခုပေါ်တက်မယ်အောက်မှာ private room ဒီမှာလည်းရှိအပါပြီကျင်းပဲပေါ်မှာကိုရီးယား fight မေးပါဘယ်ဝယ်နာလေးရှိရတယ်ပြီးတော့ရပြီနော် Yes ဟာဆိုရင်ကွာ chill spot ပေါ့ကိုကျော်ကြီးကြိုက်ပေါ့နော်ဘီယာလည်းတောက်လို့ရတယ်နောက်ဆိုဂျူးလည်းရတယ်ဆိုတော့စိတ်လေးလည်းထွက်တောက်လို့ရတယ် chill ပဲလုံးဝဒါကလုံးဝ chill session နေwow စားကြရရောက်ပြီသူစင်းစီလိုက်ရှင်းပြရမှာပေါ့ဒါတော့ကြီးနဲ့လောက်ထားတာနော်တော့အညော်မထွက်ဘူးအင်းဒီမှာအနက်မဆွဲဘူးကင်ရောအရေရောကင်တာရယ်ဒါလို့ရင်တွေကလက်ရမပြောင်းမနဲ့အရန်ကောင်းတယ်ဒါကတော့ကြက်မဲလွာပါဒါကြတော့ဆက်ထဲမှာပါတဲ့ vegetable ပေါ့နော်ရောက်စားကတော့ဝက်ကုတ်တာအသားလွာတွေကမှားမှလုံးဝ freshly တေချာလွှာပေးတာပေါ့နော်အမိုကျော်ဒါကတော့အထောင်တင်မော်ဒီတာဒါကပဲလိပ်ကျော်ဒါကမာလာအာလူစံပြားကျော်ဒါအစ်စ်ထက်မှာလား XXL fried chicken ဒါလည်းမစားမဖြစ်ပဲဒီရောက်ရင်နောက်တစ်ခုကတော့ဒီရောက်ရင်မတောက်မနေရပါတော့ winter melon sweet အရင် IT မှာတည်းကကြိုက်တာ winter melon sweet ဒီကရတာလုံးဝမပြောင်းဒါတော့အမတ်တရပဲဟိုကြီးသား subject တွေကတောက်လာ12နှစ်ကိုရီးသားတန်12နှစ်ဆိုရင်ဒီရလည်း12နှစ်တော့အမတ်တရပဲအရင်ဆုံးရှိတ်ထမင်းမှုကိုရှိကြတယ်ရှိတ်ထမင်းမှုကိုရှိကြတယ်လို့ခွန်လိုက်မယ်ဝါးတေချာမင်းဒနာရှိဟိုလေးအော်ဒနာရှိရအောင်ဟုတ်ရတယ်အေး
ရှမ်းမကစားတယ်ဒါလေကင်ပေါ်ရဲ့ဟိုထပ်တိုးထားတဲ့မီနူထဲမှာစစ်ကေချာတစ်ခုလို့ပြောလို့ရတယ်ကောင်းလားအမလေးဒီရန်ကောင်းတော့ဖတ်စားလိုက်အောင်ရှယ်လို့အားဟာရောကျုပ်အားရရလာသားလေးဟိုက10နှစ်ကျော်12နှစ်ကျော်မှာမပြောင်းလဲတဲ့အရာတာနဲ့အချင်းပဲဒီအချင်းကအသက်ပဲဒီအချင်းကအသက်လုံးဝမပြောင်းလဲရတာအရှမ်းကောင်းတယ်ဟုတ်အသားပြင်စားတာဒီဘောနော်အော်ရှေ့ဆော့စီနဲ့တို့ပြီးရင်လေလိတ်စားတာကြက်ဒီစားအဲ့လိုမျိုးစားရcollagen ရဲ့အရှင်တောက်လို့ပါဒီ Kimber House ရဲ့ collagen ကလေသူထူကြချက်ကသူကဘုံစုနဲ့အကြာကြီးပြုတ်ပြီးတော့လုပ်ထားတဲ့ collagen ကိုရီးယားကရဲ့မင်းကြီးတွေသုံးတော့တယ်ဒါထိုင်ဝမ် street food ထိုင်ဝမ်မှာလုံးဝနာမည်ကြီး street food ဟုတ်ရောကမိုင်းစားလို့ရပြီပါလေအများကြီးတော်တော်ကောင်း好厉害哈！巴拉。အဲ့မို့ပြောရလေကင်ပေါ်ရောက်တိုင်းမစားမဖြစ်။ငါကအာလူမာလာဖြစ်ပါတယ်။မာလာမုံလေးကြည့်ရအောင်။ကိုကျော်ကြီးကတော့တော်တော်စားနေတယ်တော်တော်လုံးကုန်တော့ပဲသူ့ပြောတယ်တင်ပြီးမင်းကြီးလို့စားမင်းကြီးကိုနော်ဒါကိုနက်နာမချာစလိုလေးလေနော်တော်ကောင်းလားနော်ဒါ tweet ကနေ tweet ပါမဆိုလဲ coffee တွေကဘာရမလဲ coffee မတောက်တဲ့လူတွေလည်း Thai tea တို့ green tea တို့ရဟုတ်ကြည့်ရဘာရဲ့ပြောမှာမစားနိုင်တော့အပြောက်ပဲကဲစားလို့လည်းပြီးပါပြီအဲ့လိုလုံးနှုတ်ဆက်လိုက်တဒါရန်စားလို့ကောင်းတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်လဲလာမယ်နော်အမြဲလာမယ်အမြဲလာမယ်မရှောက်နဲ့ကျေးဇူးပါပန်းညံလေးလည်းခဏတော့โอเคကပ်ပါကင်ရတယ်မွေးနေ့2ပါတီလောက်ကျင်းပပေးရတယ်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့တော့ဘိုက်ပြေသွားပါပြီအားလုံးလည်းလာစားဖို့ကြံပေးကြပါတယ်ကင်ပေါ့ဟောက်ဆိုလာဖြစ်အောင်လာခဲ့ပါဟုတ်ပါလေကင်ပေါ့ဟောက်မှာလာလဲလာမယ်ဖိုင်လဲပြည့်မယ်ဟုတ်ပါရဲ့လာခဲ့ပါလာခဲ့ပါအကင်လဲရတယ်ဟော့ပေါ့လဲရတယ် yes ကင်ပေါ့bye bye